ကြောင်ကြီးလို့ကြားမဖြစ်ဘူးနော်ကြားကြီးနော်ခြေရာကြီးတတ်တယ်မိုက်တယ်ဆိုတာတစ်စက္ကန့်လေးနဲ့မိုက်လို့ရတယ်လိမ္မာတယ်ဆိုတာအရန်ခက်တယ်နော်လိမ္မာဖို့ဆိုရင်ဘဝရဲ့တသနာတွေကိုအဖြေရှာကြည့်လိုက်ဟာသတန်စင်နဲ့နော်ပြီးတော့ငုံမျက်လုံးအပြုံးမျက်နှာနဲ့လူတိုင်းကိုရီအောင်မဲ့လှုပ်ပေးခဲ့တာပဲရှိရနော်ကိုကခန်းချင်ကောင်းတော့မဟုတ်ဘူးဇာမသေးဘူးနော်အရှင်းဆုံးပြောလိုက်မယ်ပြောရင်ရှင်းနဲ့လှုပ်ရင်ပြတ်တယ်မျိုးရိုးလည်းလာကြည့်လိုက်အောင်နော်ဘယ်တော့မှလာမဆန်းနဲ့လူအုပ်နဲ့လာမလားလာခဲ့စမ်းမမနိုင်မဲ့ထင်တော့ထွက်ပြေးတယ်နော်အသေးခံပြီးချမှုဘောပေါအောင်ပြောပြတာသွေးတိုးတော့မဆန်းနဲ့ကျုပ်ကဖနက်ခါထိုးတော့ကွက်ကိုအလွတ်ကျင်ထားတာသိအောင်ပြောပြတာသွေးကြောင်တယ်လို့ထင်မှကြောက်လို့ပြောပြတာသွေးကြောင်တဲ့ထက်မှမပါဘူးသွေးကြောင်လို့ဘေးရှောင်နေတဲ့ထက်မှမပါဘူးဘောတရားလေးတို့သိအောင်ပြောပြတာလူအုပ်နဲ့တော့လာမချောင်းနဲ့မနိုင်ဘူးထင်ရင်ထွက်ပြေးမှနော်နည်းတဲ့စားမဟုတ်ဘူးသိအောင်ပြောပြတာ